တကယ်ကိုအချက်ချကြတဲ့နေရာဖြစ်ပြီးတော့ကွန်ဆာတလန်မှာသွားနေကြတဲ့မိဘပြည်သူတွေ28လမ်းမှာသွားနေကြတဲ့မိဘပြည်သူတွေရဲ့အတွက်အင်ပြန်မှာသွားရလာရဆက်သွယ်ရအဆင်ပြေပြီးတော့ကားထားစရာဆိုင်ကထားစရာနေရာတွေကိုလည်းကျမတို့ရင်ထားစရာနေရာတွေမှာလည်းအင်ပြန်မှာကျယ်ဝန်းလာတဲ့နေရာကောင်းတစ်ခုဖြစ်ပါတယ်။ဒါအပြင်ပေ90 50 area ကျယ်ဝန်းရှိပြီးတော့အေးချမ်းလာတဲ့နေရာမှာလည်းကျမတို့တွေအေးစစ်စစ်နဲ့မိသားစုတွေနေထွေးတဲ့မိသားစုတွေကိုကျမတို့တွေဖန်တီးနိုင်ပါပဲဖြစ်ပါတယ်။ဒီအတွက်နည်းနည်းကင်းအစားအစာတွေသုံးဆောင်တင်တာပဲဖြစ်ဖြစ်နေ့လယ်စာညနေစာတွေမှာပဲအစားအစာလေးတွေသုံးဆောင်တင်တာပဲဖြစ်ဖြစ်တနေရာထဲမှာအမေဇုံရရှိနိုင်တဲ့ရွှေလက်ဆန်ဆိုင်မဲ့လေးကိုလာရောက်ကြဖို့ကတိုက်တွန်းလိုက်ရပါတယ်ရှင်။ကျမတို့ဆိုင်ရဲ့ပဲကန်ရှင်တွေကတော့မြန်မာမျိုးသားစီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ကြပါတယ်။ဒီပေါင်းများစွာလုပ်ငန်းအထွေအကြုံတွေနဲ့အတူတူဝါသနာစေတနာတွေပေါင်းစုလို့ T-shop industry မှာဆိုရင်လည်းရှောင်းလန်းခဲ့တာ16နှစ်မကတိုင်ခဲ့ပြီဖြစ်ပါတယ်။လူချင်းမင်းတို့ရဲ့ရှေ့ကိုရောက်ရှိလာပြီးဖြစ်တဲ့ရွှေလက်ဆန်ဆိုရင်တော့16နှစ်သားတိုင်ခဲ့ပြီဖြစ်ပါတယ်။ခေါင်းပုံနဲ့ review ကောင်းတွေနဲ့အတူတူမန်သားတွေရဲ့နှလုံးသားအိမ်တွင်းကနေမကအနေနဲ့ရကနေပြီးတော့ကျမတို့ရှင်မန်းမျိုးကိုလဲလာမယ်ဆိုလို့ရှိရင်ရွှေလက်ဆန်ကိုဝင်ရမှာဆိုတဲ့ကကာလေးတွေအတွက်ဒီကလေးမှာဆိုရင်တော့ဆိုင်အမှတ်လေးကိုဂုဏ်ဝင်ကျွမ်းစွာဖြင့်စတင်လို့ဖွင့်လှစ်လိုက်ပြီပဲဖြစ်ပါတယ်။အနေနဲ့ရက်ကနေကျမတို့ရွှေမန်းမျိုးအခြေချတဲ့သူတိုင်းရွှေလက်ဆံမှာအစားကောင်းတွေစားရမယ်ဆိုတဲ့တန်လေးတန်တွေထားခဲ့တဲ့ပူရီချစ်သူတို့အတွက်အစင်သစ်ရောင်းချပေးသွားမယ်ဒီကနေ့စတင်ဖွင့်လှစ်ရမယ်ရွှေလက်ဆံကပြေးပဲဖြစ်ပါတယ်ကျမတို့ဒီနေ့ရွှေလက်ဆံကပြေးဆိုင်ရတော့ဆိုင်မက်လေးပြဂရုစွာဖြင့်ဖွင့်လှစ်တာပဲဖြစ်ပါတယ်ဒီကနေ့မှာဆိုရင်တော့မန်းသူမန်းသားဒေတာကန်ချီရတဲ့မြို့မိကျမစီဝါရေးလုပ်ငန်းရှင်များရဲ့မြစ်တာများကိုခံယူလို့စစ်တကယ်ချင်းများရဲ့တောင်းဆိုသူများအရာဒီကနေ့မှာဆိုရင်တော့အားလုံးရဲ့ရှေ့မှာဂရုစွာဖြင့်ဆိုင်တစ်ဖွင့်လှစ်ပွဲအခမ်းအနားကိုမကြခင်မှာစီစဉ်ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်ရွှေလက်ဆန်အတွက်အမြဲခံယူတာနောက်အရွယ်ရောက်လို့ရွှေလက်ဆန်ကိုထွန်းမအောင်ကဘာတိခြေဆန်းနိုင်တဲ့ရွှေလက်ဆန်ရဲ့ရတနာလေးများဖြစ်ကြတဲ့တာမောင်စရာလင်းထွန်းမောင်မင်းတန်ဟင်မောင်ဖုံးမြတ်ဟင်းတို့ဟာဖက်ချွတ်ရဲ့ဖွင့်လှစ်တဲ့နေရာပေါ်မှာနေရာရှုပေးပါရင်ချိန်ရင်ဂရုစွာဖြင့်ထိတ်ချရင်းနဲ့ဒါလေးတွေအတွက်ကိုလည်းကွန်ပျူတာလက်ခုပ်တန်များတဲ့အတွက်ကျေးဇူးပေးပါရစေရှင်ဒီကလေးစားချစ်ခင်စွာဖြင့်ဂရုပေးချင်တာတော့ဖက်ချွတ်ရဲ့ဖွင့်လှစ်တဲ့အနေအထားလေးမှာကြောက်ဖြစ်ပေးပါရင်ချစ်ခင်ဂရုစွာဖြင့်ပေးကြလိုက်ရပါတယ်